73ထပ်မြောက်မှာတေမင်းခေါ်တဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြဖို့ရွေးချယ်ထားတဲ့ဇလန့်ကဓက်လေကာနဲ့ပတ်သက်ပြီးကြောက်တတ်တဲ့သူတွေလုံးဝနားမထောင်သင့်ပါဘူးခိမီတိုက်ခတ်တဲ့တခုမှနေထိုင်တဲ့လူငယ်တစ်ယောက်ဟာညာတန်းကောင်အိမ်ပြန်လာတိုင်းဓက်လေကာထဲမှာအရင်ကမရှိခဲ့တဲ့73ဆိုတဲ့ခလုတ်တစ်ခုပေါ်လာတာကိုသတိထားမိပါလေတညမှာတော့ဆက်စုချင်းစိတ်ကြောင့်အဲ့ဒီခလုတ်ကိုနှိမ့်လိုက်မိတဲ့အခါသူဟာလက်တွေ့ကဘာနဲ့မဟုတ်ဘဲဝိညာဉ်တွေရှိရာမြေအောက်ထပ်ကိုရောက်သွားပါတော့တယ်ကျွန်တော်နာမည်ကောင်းမြတ်ကျွန်တော်ကမြို့လေကအစင်းမြင့်ကွန်တိုအစ်တစ်ခုမှနေပါတယ်ဒီတိုက်ကအစ်ဆက်ဆိုပေမဲ့တစ်ခုပဲထူဆန်းတာရှိတယ်အဲ့ဒါကဓာတ်လေကားတယ်မြန်မာနိုင်ငံမှာတိုက်တော်များများက73ကနန်းကိုရှောင်ပြီး7အေလို့ပဲရေးလေးရှိကြတယ်မို့လားဒါပေမဲ့ကျွန်တော်တို့တိုက်ကဓာတ်လေကားတွေမှာည7နာရီကြော်သွားလာနေ73ဆိုတဲ့နံပါတ်ကအလိုလိုပေါ်လာတတ်ပါတယ်ကျွန်တော်အစကတော့ဆက်ချိုးရင်းချက် system error ပဲထင်ခဲ့တာပေါ့တညမှာတော့အလုပ်တွေအရမ်းများလို့အိမ်ပြန်ရောက်တာည2နာရီထိုးနေပြီဓာတ်လေကားထဲဝင်လိုက်တာနဲ့ထုံးစံတဲ့အတိုင်း73ဆိုတဲ့ခလုတ်ကအနီးအောင်ဖျော်ဖျော်လေးလင်းနေပါတယ်ဘာစီကူပေါက်တလဲမသိဘူးကျွန်တော်လက်ကအဲ့ဒီခလုတ်ကိုတွားနစ်လိုက်မိတယ်ရောက်ဆိုတဲ့အတန်နဲ့အတူဓာတ်လေကားကအပေါ်ကိုမတက်ဖဲအောက်ကိုအရှင်ဟုနဲ့ဆင်းသွားပါတယ်ကျွန်တော်ရဲ့အစာအိမ်ထဲမှာတော့လှူရှားသွားသလိုခံစားလိုက်ရတယ်တအင်းဆိုတဲ့အတန်နဲ့အတူတကားပွင့်သွားပါတယ်ဒါပေမဲ့မြင်လိုက်ရတဲ့မြင်ကွင်းကကျွန်တော်တို့တိုက်ရဲ့ကားပါကင်မဟုတ်ဘူးမှောင်မဲပြီးဖုံတွေတက်နေတဲ့လမ်းမကြီးတစ်ခုအဲ့ဒီနေရာမှာလျှက်စစ်မီးလုံးတွေကမိတ်တုတ်ထင်းနေပြီးနေရန်တွေမှာသွေးဆွဲနေတဲ့လက်ပြရတွေအပြည့်ပဲကျွန်တော်ဓာတ်လေကားတွေကနေအပြင်းကိုခြေတလန်းလှမ်းလိုက်မိတဲ့အခါအနောက်ကဓာတ်လေကားတကားကဝုန်းကနေပိတ်တော့ပါတယ်အမောင်တွေကနေခြေတန်းတွေကြားရတယ်တယောက်တည်းမဟုတ်ဘူးအများကြီးပဲလူရိတ်ကလေးကဖြည်းဖြည်းထွက်လာပါတယ်သူတို့အားလုံးကအလုတ်သမားဝတ်စုံတွေဝတ်ထားကြတယ်ဒါပေမဲ့သူတို့မှာခေါင်းတွေမရှိကြဘူး73ထက်ကိုစောက်တော့ငါတို့ဒီမှာမြေမြုပ်ခန့်ခဲ့ရတယ်ဆိုရဲ့အတန်တွေကကျွန်တော်ရဲ့ခေါင်းထဲမှာတိုက်ရိုက်ကြားနေရတယ်သူတို့ကကျွန်တော်စီကိုဖြည်းဖြည်းချင်းတိုးလာကြပါတယ်ကျွန်တော်ကြောက်လန့်တကြားနဲ့ဓာတ်လေကားတကားကိုပြန်ထုပါတယ်ဖွင့်ပေးပါဘသူရှိလဲကဲကြပါဦးလို့အော်ပေမဲ့ဘသူမှမကြားဘူးခေါင်းမပါတဲ့ဝိညာဉ်တွေကကျွန်တော်ကိုလက်ညှိုးထိုးပြပြီးမင်းကငါတို့အတွက်ခေါင်းအသစ်ဖြစ်လာလိမ့်မယ်လို့ပြောနေကြတယ်လို့ပဲအဲ့ဒီအချိန်မှာဓာတ်လေကားတကားကအနှဲငယ်ပြန်ပွင့်လာပါတယ်ကျွန်တော်အသေးကို diving ထိုးဝင်လိုက်ပြီးတစ်ဆိုတဲ့ခလုတ်ကိုအတင်းနှိပ်လိုက်တယ်ဓာတ်လေကားကအပေါ်ကိုပြန်တက်လာပါတယ်ကျွန်တော်ရင်ဘက်ကိုဖိပြီးအသက်ကိုဝါဝရှူနေမိတယ်တော်သေးလားဗောလွတ်လာပြီလို့တွေးလိုက်တဲ့အချိန်မှာဓာတ်လေကားရဲ့နေရန်ကမှန်ထဲမှာကိုယ့်ကိုကြည့်လိုက်မိတယ်ဒါပေမဲ့မှန်ထဲမှာပေါ်နေတဲ့ကျွန်တော်ရဲ့ပုံရိပ်မှာခေါင်းမရှိတော့ဘူးကျွန်တော်ရဲ့ခေါင်းကဘေးရောက်သွားတာလေကျွန်တော်စမ်းကြည့်ပေမဲ့လေဘေးအထက်မှာဘာမှမရှိသလိုခံစားရတယ်ဓာတ်လေကားကတစ်ထက်မှာရက်ပြီးတကားပွင့်သွားပါတယ်အပြင်မှာတော့လုံကျူကြီးဝန်ထမ်းကကျွန်တော်ကိုကြည့်ပြီးပြုံးပြပါတယ်ညင်းနဲ့လက်ကြီးလားကိုကောင်းမြတ်တယ်ကျွန်တော်ကတော့ကြောက်လို့စကားတော့မပြောနိုင်ဘူးဒါပေမဲ့ကျွန်တော်ကွန်ဒိုတွေကမှန်အကြီးတွေရှီရှောင်းသွားတဲ့အခါကျွန်တော်ခေါင်းကပြန်ပေါ်နေတာကိုတွေးလိုက်ရတယ်အိမ်မက်ပေးဖြစ်မှာပါလို့တွေးပြီးအိမ်ပြန်အိတ်လိုက်တယ်ဒါပေမဲ့နောက်နေ့မနက်တည်င်းထဲမှာတော့ကွန်ဒိုတစ်ခုရဲ့ဓာတ်လေကားကျင်းထဲမှာခေါင်းမပါတဲ့လူတွေအလောင်းတစ်ခုတွေ့ရှိတယ်ဆိုတဲ့သတင်းပါလာပါတယ်အဲ့ဒီအလောင်းမှာဝတ်ထားတဲ့အင်ဂျီကကျွန်တော်မနေ့ညဝတ်ထားတဲ့အင်ဂျီနဲ့ထပ်တူပါပဲအခုအပြေးမှာလှည့်ပတ်တွာလာနေတဲ့ကျွန်တော်ကဘသူလဲပြီးတော့ကျွန်တော်ရဲ့ခေါင်းကဘသူခေါင်းကိုလူယူပြီးတတ်ထားတာလဲ